ဒီပိုင်းရှင်ကသူရဲ့စပစ်ချံကိုအကောင်းဆုံးလှုပ်ထားခဲ့ပြီးသွားပြီအကောင်းဆုံးသောမျိုးစေ့တွေနဲ့အကောင်းဆုံးသောမြေဩဇာတွေနဲ့ပြင်ဆင်ထားပြီးတော့သူ့ချံကိုထားခဲ့ပြီးတော့ထွက်သွားတယ်သူပြင်ဆင်ထားပြီးတော့အဲ့အသီးအနှံကိုရိတ်သိမ်းတဲ့အချိန်ရောက်သွားတဲ့အခါမှာသူရဲ့ဒီလှုပ်သားတွေကိုဆေလွတ်တဲ့ခါကျတော့အဲ့ဒီဆေလွတ်တဲ့လူတွေကိုတပ်ဖြတ်ကြတယ်တောက်ခွဲနဲ့ပေါက်ကြတယ်ညင်းဆဲကြတယ်ဒါနဲ့ပိုင်ရှင်ကငါသားကိုငါဆေလွတ်ရင်ငါသားဆိုတဲ့အသည့်တွေနဲ့သူတို့တွေလက်ခံကြမှာပဲဆိုပြီးတော့သူ့သားကိုဆေလွတ်တဲ့ခါမှာသူ့သားကိုပါရောပြီးတော့တတ်သွားကြတယ်ဆိုတော့ဒီအဖြစ်ပြက်လေးဟာဟိုတုန်းကဆိုပေမဲ့လည်းဒီကနေ့ကျွန်တော်တို့ရဲ့ဘဝနဲ့ကျွန်တော်တို့တွေပြန်ပြီးတော့ချိန်ထိုးရမှာဖြစ်တယ်ကျွန်တော်တို့တူချင်းစီကိုလည်းပြောနေတဲ့အဖြစ်အပျက်လေးဖြစ်ပါတယ်ဒီပိုင်ရှင်ဆိုတဲ့ပုံကူကတော့ဖယားဖြစ်တယ်ဆိုတော့စပြည့်ဥယျင်ခြံကတော့အခုကျွန်တော်တို့နေတဲ့ကဘာမြေကြီးဖြစ်တယ်နောက်ပြီးတော့ဒီဆေလွတ်လိုက်တဲ့အစိခံတွေကဒီ prophet တွေဖြစ်တယ်နောက်ဆုံးသူ့ရဲ့သားဆိုတာသခင်ယေရှုကိုဆေလွတ်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကဘာမြေမှာနေတဲ့အချိန်မှာဖခင်ကကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့တွေကိုပုံစံကောင်းနမူနာကောင်းဒီသိဖို့ရအတွက်ပြသခဲ့ပြီးသွားပြီသူရဲ့ဘဝမှာလူတွေကိုကူညီခဲ့တာတွေနေမကောင်းတဲ့သူကိုနေကောင်းပြုလုပ်ခဲ့တာတွေအရာအားလုံးတွေပေါ့နော်ကောင်းတဲ့အရာတွေကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဒီထက်ထားပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေကအဲ့ဒီကောင်းတဲ့နှလုံးသားရှိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့အရာတွေကျွန်တော်တို့မှာသီးပွင့်နိုင်သလားဆိုတာကိုသီးပွင့်တဲ့အချိန်ရောက်တဲ့အခါမှာ prophet တွေကိုဆေလွတ်တယ်ကျွန်တော်တို့အတွက်နောက်ဆုံးသူ့ရဲ့တပါးသီးသောသားတော်ကိုကျွန်တော်တို့အတွက်ဆေလွတ်တယ်အဲ့ဒီချိန်ခါမှာကျွန်တော်တို့တွေဘယ်လိုမျိုးတုတ်ပြန်သွားသလဲဆိုတော့ကျွန်တော်ဒီရဟန်းဘုရားတော်ကဒီ9ရောက်တဲ့ရန်ကုန်ပါပေါ့နော်9ရောက်တဲ့နေရာကိုသွားပြီးတော့ရောက်သွားခဲ့တယ်ဆိုတော့အဲ့မှာတညလုံးပဲ9ရောက်တဲ့နေရာဆိုတော့စူညံနေတာပဲတညလုံးမလား9တိုင်ပေါ့ဆိုတော့အဲ့ဒီနေရာမှာရောက်သွားတဲ့အခါကျတော့ဒီလူတွေကကြိတ်တိုးပြီးတော့တူးကိုတူအလူအရက်နဲ့စကားတွေများစူဆဲကြတော့ကာဘဲဆုပ်တဲ့ခါမှာမလွတ်လို့ဆိုပြီးတော့အော်ဆဲအဲ့ဒီကားဆရာကြီးကသူ့ကြသူများကြောက်ကြတယ်သူအတန်ကြကြနဲ့အကောင်လည်းခါကြီးဆိုတော့အဲ့ဒါပြီးတဲ့ခါမှာဒီကျွန်တော်တို့နဲ့စကားလာပြောတယ်ပေါ့နော်အဲ့ဒီကားဆရာကြီးကလာပြောတဲ့အခါမှာသူ့တော့နဲ့ခါလန့်ဒါပေမဲ့သူ့နဲ့စကားပြောကြည့်တဲ့အခါမှာသူကဘာပြောလဲဆိုလို့ရှိရင်မိတ်ဆက်တာပေါ့နော်ကျွန်တော်တို့ကမိတ်ဆက်တဲ့အခါကျွန်တော်တို့ကကက်သလစ်ဘုန်းကြီးပါဆိုပြီးတော့သူဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်ချက်ကျောင်းတော့ကျွန်တော်တက်ဖူးတယ်ကျွန်တော်တကယ်ချင်းဒီကက်သလစ်တွေရှိတယ်အဲ့နဲ့ခုနကသူကြမ်းတမ်းတဲ့စိတ်ကအခုချိန်မှာသူဘာပြောလဲဆိုလို့ရှိရင်ကိုရောတို့တဲ့ဒီနေရာကဒီ9တိုင်9ဈေးတွေကကိုကကြားနိုင်မှရတာတဲ့တကယ်တော့ကျွန်တော်ဘယ်ကြားချင်မှမလဲတဲ့ကျွန်တော်ရဲ့စိတ်ခံကနူးညံ့တယ်ဒါပေမဲ့ကြားနိုင်မှရတဲ့အခြေအနေမလို့ခါကြမ်းနေပေးရတာဆိုတော့တကယ်တော့လူတွေအားလုံးမှာနူးညံ့တဲ့စိတ်တွေရှိတယ်ခန္ဓာကိုယ်ဘလောက်ပဲကြမ်းဘလောက်ပဲစကားတွေကြမ်းဘလောက်ပဲရုပ်ကြမ်းနူးညံ့တဲ့နှလုံးသားဆိုတာလူတိုင်းမှာရှိတယ်ဖခင်ကထည့်ပြီးသွားပြီဒါပေမဲ့ပတ်ဝန်းကျင်ကြောင့်ဒီနူးညံ့တဲ့နှလုံးသားတွေကပျောက်သွားပြီးတော့ကြမ်းတဲ့ရုပ်ဖြစ်လို့ဒီပြောင်းလဲလိုက်ရတယ်ဆိုတော့ဒီကနေ့ဖခင်ရှင်ကကျွန်တော်တို့တွေကိုလူအပ်နေတာကသူစိတ်ပြုတ်ခဲ့တဲ့နှလုံးသားနူးညံ့တဲ့နှလုံးသားကိုသူလိုချင်တာဖြစ်တယ်ဒီချိန်မှာဒီဒေါသဆိုတဲ့အရာတွေဖခင်ကမစိုက်ပြိုးခဲ့ဘူးလောဘဆိုတဲ့အရာစစ်ဆိုတဲ့အရာကြီးကိုဖခင်ကမစိုက်ပြိုးခဲ့ဘူးဖခင်စိုက်ပြိုးခဲ့တာချစ်ချင်းမေတ္တာခွင့်လွှတ်ခြင်းငြိမ်းချမ်းခြင်းတွေပဲဖခင်ကစိုက်ပြိုးခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေကိုဒီခုနကအဖြစ်ပြတ်ထဲမှာဆေလွတ်တယ်ဒါပေမဲ့ကျွန်တော်တို့မတတ်မိအောင်ကဲဆေလွတ်တဲ့အစိတ်ကနေထဲမှာ
ဥမာနဲ့ကျွန်တော်တို့တွေကိုဆုံးမပဲ့ပင်နဲ့မိဘတွေပါမယ်ဘုန်းကြီးတွေပါမယ်ဆိုတော့ဒီတရားဟောတဲ့လူတွေပါတယ်သူတို့ရဲ့စကားကိုကျွန်တော်တို့နားထောင်တဲ့အခါမှာသူတို့တွေကိုနားထောင်လားဒါမှမဟုတ်လစ်လျူရှုမိလားမခရစ်တော်ကိုယ်တိုင်ပေါ့နော်လာတဲ့အခါမှာကျွန်တော်တို့တွေခရစ်တော်ကိုကျွန်တော်တို့တွေဒီလစ်လျူရှုမိလားပေါ့နော်ဆိုတော့ကျွန်တော်တို့တူးချင်းစီမိမိတို့၌ရှိတဲ့ဒီနှလုံးသားကောင်းတဲ့အရာဆိုနှလုံးသားကိုဒီဖုံးမထားပါနဲ့ဒီခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုဖုံးမထားပါနဲ့ကျွန်တော်တို့ဒီမှာရှိပါတယ်နူးရတဲ့နှလုံးသားတွေကောင်းတဲ့အရာတွေရှိပါတယ်ဒီအရာတွေကိုမစ်မထားဘဲနဲ့အဲ့ဒီအရာတွေကိုတစ်နေ့တစ်ခြားပို့ပြီးတော့ရှင်းတန်းနေရအောင်ဖះစိတ်ပြထားတဲ့ကျွန်တော်နှလုံးသားထဲမှာရှိတဲ့ကောင်းတဲ့အရာတွေကိုအမြဲတမ်းသင်ပွင့်နိုင်မယ်အမြဲတမ်းဒီတတိထားပြီးတော့အမြဲတမ်းဒီစိတ်ပြိုးနိုင်မယ်ပြုစုနိုင်မယ်ဆိုလို့ရှိရင်ဖះကကျွန်တော်တို့ဒီသူ့ရဲ့ခြံဥယျာဉ်မှာပိုင်ရှင်အဖြစ်နဲ့ကျွန်တော်တွေကိုလက်ခံမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဓမ္မမဆွေညီကိုမန္တမပေါင်းတို့ဖះကကျွန်တော်တို့တွေကိုသူ့ကိုကျွန်တော်တို့ဘလောက်ပဲညင်းပဲသူစိတ်ရှိနဲ့လူတွေကိုခွင့်လွှတ်ခြင်းပေးခဲ့ပါတယ်ဆိုတော့ဘယ်အပြစ်မှဖះကခွင့်မလွှတ်နိုင်ဘူးဆိုတာမရှိပါဘူးဖះအပြစ်တွေကိုခွင့်လွှတ်နိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းဒီအကောင်းဆုံးသောအသီးအပွင့်တွေကိုပွင့်နိုင်မှုရအတွက်ဒီဖះဆေလူလက်တဲ့ prophet ဒီဟန်ရီကိုလက်ခံခြင်းနဲ့အတူကောင်းတဲ့အရာတွေကိုပဲလှုပ်ဆောင်နေရဖို့အတွက်ကြိုးစားအသက်ရှင်သွားကြပါစို့